ချက်သားလေးကိုစားလေးနဲ့ပြုတ်ပါတယ်ပြီးရင်ပြက်ကြော်လေးလုပ်ပါမယ်ရှင်ကျွတ်တုံဖြူလေးဓာပြရက်ပြီးတော့ထည့်ပေးလိုက်မယ်လက်လေးမွေးအောင်ချက်သားပြုတ်လေးချက်ပါပြီချက်သားပြုတ်လေးကိုနှွေးမယ်ပြီးရင်ကျွတ်တုံနီကြော်ရုပ်သီးခွဲချမ်းလေးနဲ့လှုပ်စားပါမယ်ရှင်ကျမကြော်လှုပ်စားကျမကြော်လှုပ်တာလေးပြုတ်ပြီးဒီလိုလှုပ်တာပိုအဆင်ပြေတယ်ဒီလားတက်တုံလေးစီတက်နေပါပြီနမောလေးနဲ့ချက်သားပြုတ်လေးမွှထားတာပါပြီးရင်ကျမကြော်လေးဒီနေသားလေးရပြီဆိုရင်ရုပ်သီးခွဲချမ်းနေနဲ့ထည့်မယ်အများကြီးမထည့်ဘူးဆက်မှာဆိုလို့ပြီးရင်လုံးပြီးရင်ညီပိတ်ခဏကြီးကြရင်ကျွတ်တုံနီကြော်လေးထည့်ပေးလိုက်ရုံလေးပါပဲရှင်ကျမကြော်လေးရှည်လေးပဲကျမကြော်လေးပါချက်သားလေးကိုပြုတ်ပြီးတော့ကျမကြော်လေးရပါပြီဒီမှာကျွတ်တုံနီကြော်လေးကိုအပေါ်ကအုပ်ပေးမယ်အဲ့တော့ကျမကြော်မွေးလေးရပါပြီရှင်ရှယ်ပဲအနေထားလေးရတော့ကျမကြော်လေးရှယ်ပဲရှယ်ပါပဲ